အားလုံးပဲမင်္ဂလာပါဗျာ Regret 8 channel ကနေကြိုဆိုလိုက်ပါတယ်ဗီဒီယိုလေးမစခင်မှာ like and subscribe လေးနှိပ်ခဲ့ပြီးဖို့တောင်းဆိုချင်ပါတယ်1989ခုနှစ်အော်တိုဘာလ26ရက်နေ့မှာတောင်ကိုရီးယားနိုင်ငံရဲ့တမရဘတ်လောက်ကျန်ခံရမှုကြောင့်နိုင်ငံရေးအခြေအနေတွေရှုပ်ထွေးနေခဲ့ပါတယ်လောက်ကျန်သူကိုစစ်ဆေးဖို့အတွက်ကာကွယ်ရေးစစ်ဦးစီးချုပ်ဖြစ်တဲ့ဗိုလ်ချုပ်ချန်တူဝမ်ကိုတာဝန်ပေးအပ်လိုက်ကြောင်းစစ်ဦးစီးချုပ်ကြောင့်ကပြောဆိုနေပါတယ်အခန်းတစ်ခုထဲမှာလူတစ်ယောက်ကိုဗိုလ်ချုပ်ချန်တူဝမ်ကရိုက်နှက်စစ်ဆေးနေပြီးသတင်းစာရှင်းလင်းပွဲလုပ်တဲ့အခါမှာတော့ဒရိုက်တာကင်ဆိုသူဟာတရားခံဖြစ်ကြောင်းဗိုလ်ချုပ်ချန်တူဝမ်ကပြောကြားခဲ့ပါတယ်စစ်ဦးစီးချုပ်ကြောင့်ကိုဗိုလ်ကြီးလီထေရှင်ကလာရောက်တွေ့ဆုံနေတဲ့အချိန်ဟန်နာအဖွဲ့အစည်းနဲ့ပတ်သက်တဲ့အမြင်ကိုမေးမြန်းနေခဲ့ပြီးမျိုးဆောင်ကာကွယ်ရေးယာရုဖြစ်တဲ့တိုင်းမှုယာရုကိုကန့်လန့်နေခဲ့ပေမဲ့ဗိုလ်ကြီးလီထေရှင်ကညှင်းဆန်ခဲ့ပါတယ်။ဗိုလ်ချုပ်ချန်တူဝမ်ကတော့သူ့ရဲ့အခန်းထဲမှာဒုဝန်ကြီးနဲ့အဖွဲ့ဝင်တွေကိုတွေ့ဆုံနေခဲ့ရင်ပြန်လည်ဖွဲ့စည်းရေးအတွက်ဆွေးနွေးနေခဲ့ပြီးတဲ့နောက်သတင်းစာရှင်းလင်းပွဲပြုလုပ်တဲ့အခါပြည်သူတွေရဲ့ဆန္ဒကိုဦးစားပေးဖြည့်ဆည်းသွားမယ်လို့ပြောကြားခဲ့ပါတယ်။စစ်ဦးစီးချုပ်ကြောင့်ကလည်းတပ်မတော်ဆိုင်ရာမေကွန်းများကိုပြောကြားပြီးတဲ့နောက်ဗိုလ်ချုပ်ချန်တူဝမ်ကတိုင်းမှုနေရာအတွက်ဗိုလ်ချုပ်အီထေရှင်ကိုရွေးချယ်ခဲ့တဲ့အပေါ်မကြေမနက်ဖြစ်နေခဲ့ပြီးစစ်ဦးစီးချုပ်ကြောင့်ကတော့သူ့ဆုံးဖြတ်ချက်သာအတိဖြစ်ကြောင်းမိန့်ကြားခဲ့ပါတယ်။အားဒါကြောင့်ဒေါသထွက်လာခဲ့တဲ့ချန်တူဝမ်ကခမ်းမကနေအထွက်ဗိုလ်ကြီးလီထေရှင်နဲ့တက်တက်မတ်မတ်တွေ့ဆုံခဲ့ပါတယ်။ချန်တူဝမ်ကပဲစတင်ပြီးဗိုလ်ကြီးလီထေရှင်ကိုတိုင်းမှုနေရာရတဲ့အတွက်ဂုဏ်ယူတဲ့အကြောင်းနဲ့ဟန်နာအဖွဲ့ကိုဝင်ဖို့ထပ်မံကမ်းလှမ်းခဲ့ပေမဲ့ဗိုလ်ကြီးလီထေရှင်ကပြက်ပြက်သားသားညှင်းလွှတ်လိုက်ပါတယ်။နောက်နေ့ညမှာတော့စေဦးစီးချုပ်ကြောင့်ကဗိုလ်ကြီးလီထေရှင်ကိုထပ်မံခေါ်ယူတွေ့ဆုံနေခဲ့ပြီးတိုင်းမှုယာရုကိုယူဖို့ထပ်မံပြောကြားနေခဲ့ပေမဲ့ဗိုလ်ချုပ်လီကအကြိမ်ကြိမ်ညှင်းဆိုနေခဲ့တာကြောင့်ကာကွယ်ရေးဦးစီးချုပ်ဖြစ်တဲ့ချန်တူဝမ်ခေါင်းဆောင်တဲ့ဟန်နာအဖွဲ့အစည်းဟာအခုချိန်မှာအင်အားကြီးလာပြီးတပ်မတော်အတွင်းမှာတီးတန့်အဖွဲ့အစည်းအနေနဲ့ရှိနေတာဟာမကောင်းတဲ့အကြောင်းနဲ့စိုးကိုကာကွယ်ဖို့သူ့ဘက်မှာဘယ်သူမှမရှိတော့တဲ့အတွက်ဗိုလ်ချုပ်အီထေရှင်ကတိုင်းမှုယာရုကိုလက်ခံခဲ့ရပါတယ်။တိုင်းမှုယာရုကိုလက်ခံပြီးတဲ့အချိန်ဗိုလ်ကြီးအီထေရှင်ကချန်တူဝမ်ဦးဆောင်တဲ့ဟန်နာအဖွဲ့အစည်းကြောင့်ကိုတေချာလေးလာနေခဲ့ပြီးတစ်ဖက်မှာချန်တူဝမ်ကလည်းအဖွဲ့အစည်းကိုတေချာပြန်လည်ဖွဲ့စည်းနေကသမ္မတဟောင်းရဲ့ဗန်နာငွေတွေကိုခွဲယူဖို့အတွက်စစ်ဦးစီးချုပ်ကြောင့်ကိုလက်ထိုးနေခဲ့ပါတယ်။တပ်မတော်တဲ့နိုင်ငံကိုစိတ်တိုင်းချချဲလီနေတဲ့ချန်တူဝမ်အားပြောဆိုကြေးမောင်းခဲ့တာကြောင့်ဒေါသထွက်သွားတဲ့ချန်တူဝမ်ဟာစစ်ဦးစီးချုပ်ကြောင့်ကိုတမရလောက်ကျန်မှုထဲမှာဆွဲထည့်ဖို့ကြံစည်လာပါတယ်။စစ်ဦးစီးချုပ်ကြောင့်ကလည်းချန်တူဝမ်ဦးဆောင်တဲ့ဟန်နာအဖွဲ့ကိုနေရာခွဲဖို့ကာကွယ်ရေးဝန်ကြီးကိုတင်ပြနေတာကြောင့်ချန်တူဝမ်ကတငယ်ချင်းဖြစ်သူဗိုလ်ကြီးနုံနဲ့တွားရောက်တွေ့ဆုံနေခဲ့ပြီးအခြေအနေကိုပြောင်းလဲရမှာဖြစ်ကြောင်းပြောပြနေခဲ့ပါတယ်။နောက်နေ့ညမှာတော့ချန်တူဝမ်ကဟန်နာအဖွဲ့ဝင်တွေနဲ့တကားပိတ်အစည်းအဝေးကျင်းပခဲ့ပြီးစစ်ဦးစီးချုပ်ကြောင့်အားဖမ်းဆီးမဲ့အစီအစဉ်နဲ့တပ်မတော်ကိုပြန်လည်ဖွဲ့စည်းမှာဖြစ်ကြောင်းပြောဆိုနေခဲ့ပါတယ်။ချန်တူဝမ်ဟာသူ့ရဲ့အာဏာတက်မှတ်မှုနဲ့အညိုးတွေကိုအသုံးချပြီးအဖွဲ့ဝင်တွေကိုတွေးထုတ်ကကိုရီးယားနိုင်ငံနဲ့တပ်မတော်ကိုတသားတည်းကျစေခြင်းကြောင့်ပြောလိုက်တဲ့အခါတွေဝင်နေတဲ့စီနီယာတွေဟာချန်တူဝမ်ရဲ့အပြောတွေကြောင့်အာဏာသိမ်းမဲ့အစီအစဉ်ကိုဒီဇင်ဘာ12ရက်နေ့မှာစတင်ဖို့သတ်မှတ်လိုက်ပါတယ်။ချန်တူဝမ်ကသူ့ရဲ့တပ်သားတယောက်ကိုဗိုလ်ချုပ်အီထေရှင်အားညစာစားဖို့ဖိတ်ခိုင်းခဲ့ပြီးအဲ့ဒါကချန်တူဝမ်ရဲ့အစီအစဉ်တွေကတခုဖြစ်နေတဲ့အပြင်12လပိုင်း12ရက်နေ့အတွက်ဆက်သွယ်ရေးတပ်ဖွဲ့နဲ့တခြားအဖွဲ့အစည်းတွေကိုလည်းအစင်းသစ်ပြထားခိုင်းကအစီအစဉ်ချနေခဲ့ပါတယ်။စစ်ဦးစီးချုပ်ကြောင့်ကိုဖမ်းဆီးဖို့အတွက်ယာယီသမ္မတရဲ့ထောက်ခံချက်ကိုယူဖို့ချန်တူဝမ်ထွက်ခွာတော့မယ့်အချိန်စစ်ဦးစီးချုပ်ကြောင့်ကခေါ်ယူတွေ့ဆုံခဲ့တာကြောင့်အစီအစဉ်ကိုတီးသွားပြီးထင်နေခဲ့ပါတယ်။ဒါပေမဲ့ဦးစီးချုပ်ကြောင့်ကတော့တပ်ဖွဲ့တွေကိုပြန်လည်ဖွဲ့စည်းတည်ဆောက်ဖို့နဲ့ဒရိုက်တာကင်ရဲ့လုပ်ကြံမှုမှာထွက်ဆိုမှုတစ်ခုပေးဖို့တောင်းဆိုခဲ့ရုံသာဖြစ်ပါတယ်။အဲ့ဒါကြောင့်ချန်တူဝမ်ကအကြံတစ်ခုရသွားခဲ့ပြီးတပ်တွေထွက်ဆိုဖို့နဲ့တပ်ဖွဲ့စုစည်းဖို့စစ်ဦးစီးချုပ်ရဲ့နေအိမ်ကိုသူ့ရဲ့လူတွေလာရောက်ဖို့တောင်းဆိုလိုက်ပါတယ်။အခြေအနေကိုမသိတဲ့စစ်ဦးစီးချုပ်ကြောင့်ကလည်းခွင့်ပြုလိုက်တာကြောင့်နေအိမ်မှာပင်စစ်ဦးစီးချုပ်ကိုဖမ်းဖို့အတွက်အခွင့်အရေးရသွားခဲ့ပါတယ်။ဗိုလ်ချုပ်လီထေရှင်နဲ့တခြားဗိုလ်ချုပ်2ဦးကချန်တူဝမ်အာရုံလွှဲထားတဲ့စားတောက်ဆိုင်ကိုရောက်ရှိနေခဲ့တဲ့အချိန်ချန်တူဝမ်ကစစ်ဦးစီးချုပ်ကိုဖမ်းဖို့အတွက်သမ္မတစီမှာခွင့်ပြုချက်လာရောက်တောင်းခံနေပါတယ်။ဒါပေမဲ့သမ္မတကတော့ကာကွယ်ရေးဝန်ကြီးနဲ့အရင်ဆုံးစကားပြောပြီးမှခွင့်ပြုချက်ပေးနိုင်မှာဖြစ်ကြောင်းပြောနေတဲ့အတွက်အခြေအနေကြန့်ကြာနေခဲ့ပါတယ်။အဲ့ဒီအချိန်စစ်ဦးစီးချုပ်ကြောင့်ကလည်းအခြေအနေကိုရေးစားမိလာတာကြောင့်ပြစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီးစစ်ဦးစီးချုပ်ကြောင့်ကိုအတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားကြပါတယ်။အဲ့ဒါကိုမျက်မြင်တွေ့လိုက်ရတဲ့ကာကွယ်ရေးဝန်ကြီးကတော့တတိရှိစွာအမြန်ရှောင်တိန်လာခဲ့ပါတယ်။အခြေအနေတွေမူမမှန်တာကိုသတိထားမိလာတဲ့ဗိုလ်ချုပ်အီထေရှင်ကိုတပ်သားတယောက်ကစစ်ဦးစီးချုပ်ရဲ့အိမ်မှာပြစ်ခတ်မှုတွေဖြစ်ပွားခဲ့ကြောင်းသတင်းပေးလာတာကြောင့်ချန်တူဝမ်ရဲ့လက်ချက်မှန်သိလိုက်ရပါတယ်။အဲ့ဒါကြောင့်သမ္မတအိမ်တော်ကိုရောက်ရှိနေတဲ့ချန်တူဝမ်အားဖမ်းဆီးဖို့အမိန့်ပေးလိုက်ပါတယ်။ဟန်နာဖွဲ့ဝင်တွေကလည်းချန်တူဝမ်ကိုစိတ်ပူနေခဲ့ကြပြီးဖုံးပြောဆိုမှုကိုကြားဖြတ်နားထောင်နေရင်းနဲ့ဖမ်းဆီးခွင့်ရှိတာသိလိုက်ရတာကြောင့်ချန်တူဝမ်ကိုအမြန်ပြလန်ခဲ့ဖို့ပြောဆိုနေခဲ့ပါတယ်။ချန်တူဝမ်ကလည်းခွင့်ပြုချက်မရတာကြောင့်ပြန်ထွက်လာတဲ့အချိန်ကားကိုလာရောက်တားဆီးနေတာကြောင့်အတားအဆီးတွေကိုတိုက်ကလွတ်မြောက်လာပါတယ်။တိုင်မှုဖြစ်တဲ့ဗိုလ်ချုပ်အီထေရှင်ဟာလည်းဟန်နာအဖွဲ့ဝင်တွေကိုပြစ်ခတ်ဖမ်းဆီးဖို့အမိန့်ပေးနေခဲ့ပြီးဒုတိယစစ်ဦးစီးချုပ်ဖြစ်တဲ့မင်းဆောင်ဘက်ကလည်းဒါဟာနိုင်ငံတော်ပုံကံမှုဖြစ်ကြောင်းနဲ့တင်ကားတပ်ဖွဲ့ကိုမြို့ပြလုံခြုံရေးအဖြစ်တာဝန်ပေးလိုက်ပါတယ်။အခြေအနေတွေကတဖြည်းဖြည်းတင်းမာလာပြီးပြည်တွင်းစစ်ဖြစ်မဲ့အနေအထားဖြစ်လာတာကြောင့်အဖွဲ့ဝင်တချို့ကတုံ့လုံနေခဲ့ပေမဲ့ချန်တူဝမ်ကတော့အောင်မြင်မှာဖြစ်ကြောင်းတထစ်ချပြောဆိုပြီးပြန်တိုက်ဖို့ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ကာကွယ်ရေးဝန်ကြီးကတော့အမေရိကန်တန်ယုံမှာတွားရောက်ခိုလုံနေခဲ့ပြီးအခုဖြစ်နေတဲ့အခြေအနေကိုအခွင့်ကောင်းယူကမြောက်ကိုရီးယားဘက်မှဝင်ရောက်လာမှာကိုစိုးရိမ်နေပါတယ်။တိုင်မှုအီထေရှင်ကလည်းလက်နက်ချအလင်းဝင်ဖို့ဇက်တိုက်ပြောကြားနေခဲ့ပြီးရှေ့ဆက်တိုးလိုက်ရင်တိုက်ပွဲပြင်းထန်လာနိုင်လိမ့်မယ်လို့ပြောကြားခဲ့ပါတယ်။အဲ့လိုပြောလိုက်တာကြောင့်ချန်တူဝမ်ကလေးတပ်နဲ့ရှေ့တန်းမှာနေရာချထားတဲ့နေဆောင်တပ်တွေကိုစိုးကိုအမြန်လာစေပြီးအရင်ဦးအောင်တိတ်ပိုက်မှာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ဗိုလ်ချုပ်အီထေရှင်ကလည်းပြန်လည်ခုခံမဲ့စစ်ကြောင်းတွေကိုတေချာစီမံနေခဲ့ပြီးဟန်နာအဖွဲ့ဝင်တွေကလည်းစတင်လှုပ်ရှားလာခဲ့တဲ့အချိန်ဒုတိယစစ်ဦးစီးချုပ်မင်းဆောင်ဘက်ကတော့အေးစိကော်ဖီတောက်နေခဲ့ပါတယ်။တိုင်မှုအီထေရှင်ကတော့တပ်နိုင်များခြေလင်တပ်တွေနဲ့လေတပ်တွေကိုပြန်လည်ဆုတ်ခွာဖို့အကူအညီတောင်းနေခဲ့ပါတယ်။
တစ်ဖက်နဲ့တစ်ဖက်ကစိုးကိုဝင်ရောက်မဲ့လမ်းကြောင်းတွေကိုချီတက်ဖို့ကာကွယ်ဖို့အပြိုင်ဆိုင်အစီအစဉ်ချနေခဲ့ပြီးနောက်ဆုံးမှာဟေဂျူတရာကိုဝင်ရောက်ဖို့ဆုံးဖြတ်ချက်ချလိုက်ပါတယ်ချန်နူးဝန်နဲ့အဖွဲ့ဝင်တွေကလည်းတမရစီမှာခွင့်ပြုချက်ကိုထပ်မံသွားတောင်းနေခဲ့တဲ့အချိန်ဗိုလ်ချုပ်အီထဲရှင်ကဟေဂျူတရာကနေချီတက်လာတဲ့ဒုတိယတပ်ဖွဲ့ကိုတားဆီးလိုက်နိုင်ပါတယ်။အဲ့ဒီအကြောင်းကိုကြားသိလိုက်ရတဲ့ချန်နူးဝန်ကဒုတိယတပ်ဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ဒိုဟီချူစီကိုတွားရောက်အကြက်ကန်ချိတ်ချောက်ပြောဆိုနေပါတယ်။အဲ့ဒါကြောင့်ဒိုဟီချူကပြန်ဆုတ်လာတဲ့သူ့ရဲ့တပ်ဖွဲ့တွေကိုစိုးကိုပြန်လဲချီတက်စေပြန်ပါတယ်။ဒုတိယတပ်ဖွဲ့ပြန်လဲချီတက်လာကြောင်းသိလိုက်ရတဲ့တိုင်းမှုအီထဲရှင်ဟာစိုးနဲ့အနီးဆုံးဖြစ်တဲ့တပ်ဖွဲ့ရှိကိုချီတက်ပြီးကာကွယ်ဖို့အကူအညီတောင်းခံခဲ့ပါတယ်။တပ်ဖွဲ့ရှိနဲ့ထိတ်တိုက်တွေ့ရတော့မှကြောင့်ဟန်နာအဖွဲ့ဝင်တွေကတုံလုံးနေခဲ့ပေမဲ့ခေါင်းဆောင်ဖြစ်တဲ့ချန်တူးဝန်ကတော့အေးစိတ်တည်ငြိမ်စွာနဲ့ဒူးဦးစီးချုပ်မင်းနဲ့အပေးယူတစ်ခုပြုလုပ်ခဲ့ပါတယ်။အပေးယူကတော့နှစ်ဖက်လုံးမှာရှိတဲ့တပ်ဖွဲ့နှစ်ခုလုံးကိုတပြိုင်နက်ပြန်လည်ဆုတ်ခွာဖို့ဖြစ်ပြီးချန်တူးဝန်ရဲ့ဒုတိယတပ်ဖွဲ့ကပြန်လည်ဆုတ်ခွာသွားတာကြောင့်တပ်ဖွဲ့ရှိကိုလည်းဒူးဦးစီးချုပ်မင်းကပြန်လည်ဆုတ်ခိုင်းခဲ့ပါတယ်။တိုင်းမှုအီထဲရှင်ကတော့တပ်ဖွဲ့ရှိကိုခဏလောက်ထပ်ဆောင်ခိုင်းပေမဲ့အထက်အမိန့်ကြောင့်ပြန်လည်ဆုတ်ခွာသွားမှာဖြစ်ကြောင်းပြောပြခဲ့ပါတယ်။ဒါပေမဲ့ချန်တူးဝန်ရဲ့တပ်တွေကရေလန်းကနေတဆင့်တိတ်တဆိတ်ထပ်မံဝင်ရောက်လာခဲ့ပြီးစစ်စေးရေးဂိတ်ကိုထိန်းသိမ်းလိုက်ပါတယ်။အဲ့ဒီအချိန်ကာကွယ်ရေးဝန်ကြီးချုပ်ကဒုတိယစစ်ဦးကြီးချုပ်ထံကိုရောက်ရှိလာခဲ့ပြီးရုံးချုပ်ကိုပြန်လည်ဆွန့်ခွာဖို့ပြောကြားနေခဲ့ပါတယ်။ရုံးချုပ်ကနေဆွန့်ခွာသွားတဲ့သတင်းကြောင့်ဟန်နာအဖွဲ့ဝင်တွေကပျော်ရွှင်နေကြပြီးတပ်ဖွဲ့တွေကိုရုံးချုပ်အားစတင်ချီတက်သိမ်းပိုက်စေပါတယ်။အဲ့ဒီအချိန်ရုံးချုပ်ကနေထွက်ပြေးတိမ်းရှောင်မှုစ조사နေတဲ့ကာကွယ်ရေးဝန်ကြီးကလည်းဖမ်းဆီးထိန်းသိမ်းခံလိုက်ရပါတယ်။တပ်မတော်ရုံးချုပ်ကြာရှုံးသွားတဲ့သတင်းကိုတိုင်းမှုလီတဲ့ရှင်းကြားလိုက်ရတာကြောင့်သူ့ရဲ့အမြောက်တပ်နဲ့ရုံးမှာရှိတဲ့ခြေလင်းအင်အားကိုသူကိုယ်တိုင်ဦးစီးကစိုးကိုချီတက်စေပါတယ်။အဲ့ဒီအချိန်ဟန်နာအဖွဲ့တွေဟာစိုးကိုခြေကုပ်ယူနိုင်နေခဲ့ပြီးတပ်ဖွဲ့နှစ်ခုထိတိုက်တွေ့တဲ့အချိန်အပြန်လဲလက်နက်ချဖို့စီးရုံနေပါတယ်။မြို့ပန်ဝန်းကျင်နဲ့ပြည်သူလူထုကိုထိခိုက်နိုင်ကြောင်းစကားလမ်းကြောင်းလွှဲနေခဲ့ပေမဲ့တိုင်းမှုအီထဲရှင်ရဲ့အမြောက်တပ်ကဟန်နာအဖွဲ့ရှိရာအဆောက်အဦကိုချိန်ရွယ်ထားပြီးဖြစ်နေပါတယ်။အဲ့ဒါကြောင့်ချန်နူးဝန်ကလည်းအရှိကိုထွက်လာပြီးသွေးတိုးစကားတွေပြောကအချိန်ဆွဲနေခဲ့ပါတယ်။ချန်နူးဝန်ရဲ့နောက်မှာရှိတဲ့ဟန်နာအဖွဲ့အဆောက်အဦကိုပြစ်ခတ်ဖို့တတ်မှတ်ထားတဲ့အချိန်ဟာလည်း10မိနစ်ကျော်ကျော်သာကျန်ရှိနေပါတယ်။အဲ့ဒီအချိန်ဟန်နာအဖွဲ့ရှိရာနေရာကိုဖမ်းဆီးခံလိုက်ရတဲ့ကာကွယ်ရေးဝန်ကြီးရောက်ရှိလာပြီးတိုင်းမှုလီထဲရှင်ကိုယာထုမှထုတ်ပယ်ကြောင်းခြေချောက်အကြက်ကင်ကအမိန့်ထုတ်ခံခဲ့ပါတယ်။တိုင်းမှုအီထဲရှင်ကတော့ပြစ်ခတ်ဖို့လှုံ့ဆော်ခဲ့ပေမဲ့ချန်နူးဝန်ကတော့ပြည်သူတွေကိုခူတုံးလုပ်ပြီးဖျက်ဆီးသွားလာစေကအကာအကွယ်ယူခဲ့ပါတယ်။အဲ့ဒါကြောင့်တိုင်းမှုအီထဲရှင်ဟာဘာမှမတတ်နိုင်တော့ပဲသူ့ရဲ့တပ်ဖွဲ့ကိုနောက်ဆုံးအနေနဲ့မေကွန်းပြောကသူကိုယ်တိုင်ကတော့ချန်နူးဝန်စီကိုတက်မမတ်ထွက်လာပြီးပြစ်ခတ်ဖို့စ조사ခဲ့ပေမဲ့တနက်ကအတားအဆီးတွေနဲ့ညှိကလွတ်ကျနေခဲ့ပါတယ်။နောက်ဆုံးမှာချန်နူးဝန်စီကိုရောက်ရှိသွားခဲ့ပြီးတိုင်းမှုအီထဲရှင်ကချန်နူးဝန်ရဲ့မျက်နှာကိုတေချာကြည့်ကမင်းဟာစစ်သားတစ်ယောက်ဖြစ်ဖို့လုံးဝမထိုက်တန်တဲ့ကောင်ပဲလို့ပြောဆိုကလှည့်ပြန်ခဲ့ပါတယ်။စစ်ဦးစီးချုပ်ကြောင့်နဲ့တိုင်းမှုလီထဲရှင်ကိုလည်းတမရစီကအတင်းအဓမ္မတောင်းယူခဲ့တဲ့ခွင့်ပြုမိန့်နဲ့အတူဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။ချန်နူးဝန်ဦးဆောင်တဲ့ဟန်နာအဖွဲ့ဝင်တွေကတပ်မတော်နဲ့နိုင်ငံကိုအတင်းအဓမ္မအာဏာသိမ်းယူနိုင်ခဲ့ပြီးချန်နူးဝန်ဟာတောင်ကိုရီးယားနိုင်ငံရဲ့သမ္မတဖြစ်လာကအဖွဲ့ဝင်တွေကလည်းအစိုးရရဲ့နေရာအသီးသီးကိုရယူနိုင်ခဲ့ပါတယ်